အပိုင်းတရအစမှာတော့လူဆိုးတွေဆိုးနေတဲ့အဝမော်ရီတို့ခေါ်တဲ့အထက်တန်းကျောင်းခန်းခုထဲမှာလူကူတိုလို့ခေါ်တဲ့ကောင်လေးတဲ့ဟာကျောင်းသားစုရဲ့အနိုင်ကျတော်ကိုခံရတဲ့အပြင်သူစီကပါလာတဲ့နေ့လေစာကိုလည်းယူဆလာတာကြောင့်ဘာမှမလုပ်နိုင်ပဲငြိမ်ခံနေရပါတယ်သူကအားနေပြီးအမြဲတမ်းအနိုင်ကျခံရတာကိုနေတာကြနေမိဖြစ်ပါတယ်ဒီလိုနဲ့ဝါတုံးတဲ့ဘုံကြီးလို့ခေါ်တဲ့လူကူတိုရဲ့သူငယ်ချင်းတစ်ယောက်ကသူတို့စီကနေပါလာတဲ့နေ့လေစာကိုလူကူတိုနဲ့အတူဝေမျှစားကြပါတယ်အဲ့ဒီအချိန်ဟိုဘက်ခုံမှာထိုင်နေတဲ့စူမကီလို့ခေါ်တဲ့ကောင်မလေးရဲ့ပေါင်ကိုခြုံကြည့်နေတာကိုကောင်မလေးကတီးသွားတာကြောင့်သူ့ရဲ့ကောင်လေးကိုပြောပြလိုက်ပြီးသူ့ရဲ့ကောင်လေးကလည်းနောက်တစ်ခါခြုံကြည့်ရင်အရှင်မထားဘူးလို့ပြောလာတာကြောင့်သုံးယောက်သားလည်းကြောက်လို့ချွေးတွေပြန်နေကြပါတယ်ဒီလိုနဲ့လူကတူရဲ့အိမ်ကိုဂိမ်းဆော့ဖို့အတွက်ရောက်လာကြပြီးအဲ့ဒီအချိန်မှာတီဆုံသွားပြီဖြစ်တဲ့သူ့ရဲ့အဖိုးစီကနေပါဆယ်ဘုံတစ်ခုရောက်လာတာကြောင့်လူကတူလည်းဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကျန်းစာလေးတစ်ခုနဲ့စာရွက်တစ်ရွက်ကိုတွေ့လိုက်ရပါတယ်စာရွက်ထဲမှာရေးထားတာကအန်ဒီရဲ့ကြောက်လာတဲ့အခါဒီကျန်းစာလေးကိုသုံးဖို့အတွက်ရေးထားပါတယ်အဲ့ဒီအချိန်မှာပဲလူကူတူကသူ့ရဲ့အိမ်ကတင်ထားတဲ့လိုဝရတနာရှိတယ်လို့ပြောပြလာပြီးအဲကျန်းစာလေးကဟီရန်ခိကတဲ့ကရှိခဲ့ပြီးကျန်းစာထဲမှာဦးမျိုးချီထားတဲ့အစွမ်းတွေရှိတဲ့ပြင်မကောင်စုဝါတွေကိုလည်းမောင်းထုတ်နိုင်တယ်လို့ပြောလာတာကြောင့်ဘုံမူကြီးလည်းကျန်းစာလေးကိုသုံးပြီးငါတို့ငင်းချမ်းတဲ့ចောင်းသားဘွားလေးကိုယူကြမယ်လို့ပြောလာပြီးစာလေးကိုပေးလာပါတယ်လူကူတူလည်းဘာလို့မှမသိတာကြောင့်ဂိုင်ထားလိုက်တဲ့အချိန်မှာကျန်းစာလေးကနေအလင်းထက်ပေါ်လာပြီးလူကူတိုရဲ့နဖူးပေါ်မှာလည်းကျေပုံစံအမှတ်အသားပေါ်လာပါတယ်။နောက်ရက်မှာတော့လူကူတိုကြောင်းသွားနေတဲ့အချိန်မှာလူဆိုး၃ယောက်ကသူ့ကိုပတ်စံလာချိတာကြောင့်လူကူတိုလည်းသူ့မှာဦးမျိုးချီအဆွမ်းရှိတယ်လို့ကိုအထင်ကြီးပြီးအာချောင်နေတာကြောင့်အထူးခံလိုက်ရတဲ့အချိန်မှာနောက်မှာရက်နေတဲ့ကောင်မလေးကသူ့ကိုလွတ်ပေးလိုက်ဆိုပြီးပြောလာပါတယ်။ဒီလိုနဲ့ကြောင်းရောက်လာတော့အီနူးမာတို့သူငယ်ချင်းတစ်ယောက်ကသူ့ရဲ့နေ့လည်စာကိုယူစားဖို့လုပ်နေတဲ့အချိန်စူမကီကတော်လိုက်လို့ပြောလာတာကြောင့်အီနူးမာတို့နှစ်ယောက်လည်းဘာဖြစ်လဲလို့မေးလာပြီးသူမလည်းဘာမှမဖြစ်ဘူးလို့ဝိလေကြောင်ပတ်လုံးနေပြီးဝါတုံးတဲ့ဘုံမူကြီးရှိရာစီကိုလက်ညှိုးထိုးပြီးဒီနေ့တော့အကောင်တွေရဲ့နေ့လည်စာကိုစားကြမယ်လို့ပြောလာတာကြောင့်ဝါတုံးတဲ့ဘုံမူကြီးလည်းနေ့လည်စာငတ်သွားရပါတယ်ဒီလိုနဲ့ပဲ၃ယောက်သားအိမ်သာထဲမှာဒီနေ့ထူဆန်းနေတယ်လို့မထင်ဘူးလားလို့လူကူတူကပြောလာပြီးဘုံမူကြီးကလည်းအဲ့ဒီကျန်းစာလေးကြောင့်များလားလို့ပြောနေတဲ့အချိန်အပြင်ကနေတကားခောက်လာတာကြောင့်လူကူတူလည်းလူရှိတယ်လို့ပြောလိုက်တဲ့အချိန်မှာသူမကစူမကီပါလို့ပြောလာပြီးနင်းကိုမကောင်းတာတွေလုံးမိတဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလာတာကြောင့်၃ယောက်သားလည်းမယုံကြည်နိုင်ဖြစ်နေရပါတယ်။ကျောင်းဆင်းချိန်မှာတော့၃ယောက်သားအိမ်ကိုပြန်လာတဲ့အချိန်မှာအီနူးမာရောက်လာပြီးမြင်းစူမကီကိုဘာလို့လိုက်တာလဲလို့မေးလာတာကြောင့်လူကူတိုလည်းသူဘာမှမလုပ်ရဘူးလို့ပြောလိုက်ပြီးမြဲစူမကီရဲ့ဖုန်းကိုပြလိုက်တဲ့အချိန်မှာသူ့ပုံကိုဝိုးပေပါထည့်ထားတာကိုတွေးလိုက်ရပြီးဘာပြောမှမသိတော့ပဲကြောက်ရွံ့လို့ဖြစ်သွားရပါတယ်။အမှန်တကယ်တော့အေကျန်းစာလေးကမကောင်းဆိုးဝါးတွေကိုမောင်းထုတ်တာမဟုတ်ပဲမကောင်းတဲ့မင်းကလေးတွေကိုသူ့အပေါ်ဆွဲလန်းသွားအောင်မြူဆွဲတဲ့အကျန်းစာလေးဖြစ်နေပါတယ်။လူကူတူလည်းမဖြစ်နိုင်ဘူးဆိုကထွက်ပြင်းနေချိန်မှာသူ့ရှိကကောင်မလေးတယောက်ကိုဝင်တိုက်မိလိုက်တာကြောင့်သူမကိုတောင်းပန်ပြီးဆွဲတူပလို့နေတဲ့အချိန်မှာသူ့နဖူးပေါ်ကကျေပုံစံအမှတ်တောက်ကိုမြင်လိုက်ရတဲ့ကောင်မလေးကfor in လန့်သွားရပါတယ်ဒီလိုနဲ့နောက်ရက်ကျောင်းမှာမနေ့ကသူဝင်တိုက်ခဲ့တဲ့ကောင်မလေးကကျောင်းပြောင်းလာပြီးလူကူတူရဲ့ဘေးနားကိုထိုင်နေတာကြောင့်သူလည်းပြဿနာပဲဆိုကစိတ်ထဲကနေတွင်းနေပါတယ်အဲ့ဒီအချိန်ဇူနိုကမကသူ့ကိုသူမိတ်ဆက်လိုက်ပြီးမဲ့ကောင်မလေးကဂယုမဆိုင်တာကြောင့်ဒေါသထွက်ပြီးလူကူတူကိုမြင်သူ့ကိုတိတယ်မလားတိရင်ငါနဲ့မိတ်ဆက်ပေးလို့ပြောလာပြီးလူကူတူလည်းမိတ်ဆက်ပေးဖို့လုပ်နေချိန်မှာကောင်မလေးကအရင်စကားပြောလာတာကြောင့်သူတို့နှစ်ယောက်လည်းအံ့ဩသွားရပြီးနောက်ကဘူမူကြီးကလည်းအဲ့ဒါဦးမျိုးချီအစွမ်းကြောက်လို့ပွားစီပြောနေတာကြောင့်အထုခံလိုက်ရပါတယ်အဲအချိန်မှာသူ့ဘေးကကောင်မလေးကသူ့နာမည်ကဟီမာဝါရီလို့မေးဆက်လာပြီးနှစ်ယောက်သားကြည်နူးနေတာကြောင့်စုံမရှိတဲ့ဇူနိုကမှလည်းငါရှိမှကြည်နူးကြရမလားဆိုပြီးလူကူတူကိုထိုးလိုက်တာကြောင့်ဟီမာဝါရီလည်းသူ့မောင်လေးကိုထိုးရကောင်းမလားဆိုပြီးခုံနဲ့ကောက်ရလိုက်ပါတယ်ဇူနိုကမှပြန်တည်ရလာတဲ့အခါသူပဲရောက်နေတာလဲလို့မင်းလာပြီးဇူမကီလည်းမင်းအခုဆေးရုံမှလို့ပြောလာတာကြောင့်ဇူနိုကမှလည်းသူဘာဖြစ်လို့ဆေးရုံရောက်လာတာလဲလို့ပြန်စဉ်းစားချိန်မှာဟီမာဝါရီမျက်နှာကိုတွေးမိလိုက်တာကြောင့်ကြောက်လန့်သွားရပါတယ်။နောက်ရက်ကျောင်းကိုရောက်လာချိန်မှာတော့ကောင်မလေးတစုကလူကူတိုကိုဝိုင်းလာပြီးလူကူတိုကိုပုတ်တိပုတ်တက်လုပ်နေတာကြောင့်ဟီမာဝါရီလည်းအကြည့်တစ်ချိန်နဲ့ချင်းချောက်လိုက်တဲ့အခါမှာတော့ကောင်မလေးတွေလည်းထွက်ပြေးကုန်ကြပါတယ်။အဲအချိန်မှာဟီမာဝါရီကချက်ချင်းအချိုးပြောင်းသွားတာကြောင့်လူကူတိုလည်းမင်းကလေးတွေကကြောက်စရာပဲလို့စိတ်ထဲကနေတွေးနေပါတယ်။ဒီလိုနဲ့အိမ်သားတွေကို၃ရသားဆွေးနေကြပြီးဘုံမူကြီးကဟီမာဝါရီကငါတို့ပဲဆိုတော့အီနူးမာကငါတို့ကိုလာပြီးအနိုင်မကျလောက်တော့ပါဘူးလို့ပြောလာပါတယ်ဒီလိုနဲ့၃ယောက်သားအပြင်ကိုထွက်လာပြီးအီနူးမာနဲ့တဲ့တာတို့တာကြောင့်အီနူးမာလည်းငပြော့ကောင်တွေကိုဘာလို့မင်းကလေးတွေကဝိုက်ကူညီကြတာလဲလို့ပြဿနာလာရှာပြီးမြင်းကိုမကြခင်အမုတ်ချီပြစ်မယ်လို့ပြောသွားပါတယ်ဒီလိုနဲ့
အခန်းထဲကိုရောက်လာပြီးဟီမဝါဒီကိုအကူအညီတောင်းဖို့လုပ်နေပေမဲ့သူမရဲ့မျက်နှာပေါ်ကဒဏ်ရာတွေကိုတွေ့လိုက်ရတာကြောင့်လူကူတူလည်းဘာဖြစ်တာလဲလို့မေးလာပြီးသူမလည်းကောင်းမလေးတစုနဲ့ရန်ဖြစ်လာတာလို့ပြန်ပြောလာပါတယ်ဟီမဝါဒီလည်းဘာကူညီပေးရမလဲလို့မေးလာပြီးအဲ့ဒီအချိန်မှာလူကူတူကငါယောက်ျားဆိုတော့ယောက်ျားပီတောက်နေရမယ်လို့တွေးလိုက်ပြီးကိုတိုင်လုံးလိုက်မယ်လို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲចောင်းခေါင်မှုပေါ်မှာလူကူတူကအီနူးမာကိုစိန်ခေါ်ထုတ်ရင်းနဲ့ပဲတပိုင်းပြီးသွားပါတယ်ကျွန်တော် channel ကို like and subscribe လုပ်ပေးကြပါဦးခင်ဗျာ